အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒီနေ့မှာတော့32သင်းရှုံးထွက်ပွဲစဉ်3ပွဲရှိတယ်ပေါ့ဘရာဇီးနဲ့ဂျပန်ဂျာမနီနဲ့ပါရာဂွေးနယ်သာလန်နဲ့မော်ရိုကိုပွဲစဉ်3ပွဲကျွန်တော် review ချက်သုံးသပ်ပါမယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ခဲ့ပါအောင်မနေ့ကတော့ကနေဒါနဲ့တောင်အာဖရိကပွဲမှာကနေဒါကတော့နောက်ဆင့်တက်သွားပြီပေါ့နော်အဲ့ဒီပွဲကတော့ကျွန်တော်တို့မကြိုက်လို့ရှောင်လိုက်ပါတယ်ကဲဒီညမှာတော့ဘရာဇီးနဲ့ဂျပန်တွေ့ကြရေးပေါ့တောင်အမေရိကဆရာကြီးနဲ့အာရှဆရာကြီးတို့ဒီနှစ်သင်းကဒီကမ္ဘာဖလားမှာကစားတဲ့ပုံစံချင်းမတူဘူးပေါ့ဘရာဇီးကတဦးချင်း individual ကိုအစားပေးပြီးတော့ဂျပန်ကကျတော့ team play ကိုအစားပေးတယ်ဒီနှစ်သိန်းရဲ့ကစားပုံညံမတူဘူးပေါ့နော်ဒီလိုမတူတဲ့နှစ်သိန်းဒီညမှာလာတွေ့နေတယ်ဒါမှလူ100မှာလိုက်မင်းတော့90လောက်ကတော့ဒီညဘရာဇီးနိုင်မယ်ပြောကြပါဦးဒါပေမဲ့ရောအဲ့လောက်ကိုလွယ်ပါမလားဂျပန်အနေနဲ့ကလည်းအသိန်းလိုက်စူးစီးဖွဲ့စည်းတဲ့နေရာမှာတော်တော်စီကံပိုင်းရောကောင်းတဲ့အသိန်းတစ်သိန်းဖြစ်တယ်ဘရာဇီးကတော့တဦးချင်း individual ကောင်းတဲ့အသိန်းဖြစ်တယ်ကျွန်တော်တို့ဒီညမှာဒီပွဲက body ဈေးလက်ရှိချိန်မှာ 1+50ဘူပေါင်းဈေးအနေနဲ့2.80ဖွင့်ပေးထားတယ်ကျွန်တော်ဒီပွဲမှာဘရာဇီး body ကိုကျွန်တော်အရင်ကြီးမနေရဘူးကျွန်တော်ဒီပွဲကိုကျွန်တော်ရဲ့အကြိုက်ကတော့ကျွန်တော်ဂိုးပေါ်ကိုကြိုက်နေတယ်ဘရာဇီးကတဦးချင်း individual နဲ့သွင်းကိုရသွားနိုင်တယ်လို့ဂျပန်လည်းစူးစီးဖွဲ့စည်းမှုကောင်းတဲ့အတွက်ဘရာဇီးနောက်တန်းကိုကောင်းကောင်းကြီးဒုက္ခပေးလို့ရတယ်တောင်ပန်နေရတဲ့စဉ်ဂျပန်လည်းတကိုးရပါမယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ဒီပွဲ1-1နေစကြည့်ပြီးတော့ကျွန်တော်ဂိုးပေါင်းအပေါ်ပဲယူရမယ်ကျွန်တော်ဒီပွဲ body တော့ရှောင်ပါမယ်ခုလိုအပေါ်အသင်း 1+50 ဂိုးပေါင်းကြီး2.80ကြီးတွေကအောက်အသင်းဂိုးရတတ်တယ်ပေါ့ဒီလိုမျိုးဈေးကွက်အခင်းချင်းကကြတော့အောက်အသင်းရဲ့သွင်းကိုပိုကီအနေနဲ့ကမြုပ်ထားခြင်းနဲ့အကွက်ပေါ့နော်အဲ့လိုကြေးမျိုးတွေထွက်လာရင်အောက်အသင်းဂိုးရတတ်တယ် BTD yes ဈေးကွက်ကိုလည်းသဘောကျတယ်ဒီညာ1-1နေစကြည့်မယ်ဒီပွဲဘရာဇီးပွဲကိုပေါင်းအပေါ်ပါနောက်တစ်ပွဲကတော့ဂျာမနီနဲ့ပါရာဂွေးပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာဂျာမနီကဘော်ရီဂျီတစ်လုံးရှုံးပေးထားပြီးတော့ကိုပေါင်းကြီးအနေနဲ့3+50ဆိုပြီးဖွင့်နေထားတယ်ဒီဈေးတန်းကိုမြင်လိုက်ရင်ဂျာမနီရဲ့ဈေးတန်းပျော့တရားအောင်တော့တွေ့ရတယ်ပေါ့ဒါပေမဲ့ဒါက32သင်းရှုံးထွက်ဖြစ်သွားပြီအကုန်လုံး CI တွေအမို့လို့ဒီအဆင့်ကိုရောက်လာအဲ့အတွက်ကြောင့်ဂျာမနီရဲ့ဈေးတန်းကိုသွားပြီးတော့ပျော့တယ်ပြင်းတယ်ကျွန်တော်တို့သွားပြီးတော့ဝေခွဲလို့မရဘူးဂျာမနီကလည်းဒီကမ္ဘာဖလားမှာခြေစွမ်းတိတ်ပြီးတော့အားရစရာကောင်းတဲ့ခြေစွမ်းမရှိဘူးစော့တာရော့ဒီရော်ရဲနဲ့နောက်တန်းပါရာဂွေးအနေနဲ့ကလည်းရှေ့မှာဩစတြေးလျကိုတရေကန်ပြီးတော့တူရကီကိုအနိုင်ကန်ထားတယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့က USA နဲ့ပွဲမှာကြတော့လုံးဝရှင်မကစားနိုင်မဲနဲ့4-1နဲ့ရလန့်နဲ့ရှုံးထားတယ်။ तू ကသူနဲ့ level သိမ့်ကွာတဲ့အသင်းတွေက तू ကတူတင်ကိုတင်ဆော့နိုင်မယ်။ तू နဲ့နည်းနည်းကွာတဲ့အသင်းတွေဆိုရင် तू ကဂိုးပြက်ရှုံးတဲ့အချင်းရှိတယ်ပေါ့။အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီညတော့ဂျာမနီ body ကိုပဲကြိုက်တယ်ပြီးတော့ကျွန်တော်ဒီပွဲဂိုးပေါင်းအောက်လည်းတွဲကြိုက်တယ်ကျွန်တော်ခမန်းရလက်ကကျွန်တော်ဒီပွဲကို2-0လို့ပဲမှန်းတယ်။ပါရာဂွေးအနေနဲ့ကနောက်တန်းမှာပိတ်ဆော့နေမယ်။ဂျာမနီကလည်းတိုက်ရင်နဲ့ပဲပါရာဂွေးဂိုးမရပဲ BTTS no ဖြစ်ပြီးတော့2-0လောက်ပဲလို့ကျွန်တော်မှန်းတယ်။ဒီပွဲတော့ကျွန်တော်ဂျာမနီ body နဲ့ဂိုးပေါင်းအောက်ကိုတွဲပြီးတော့ကြိုက်ပါတယ်။ပါရာဂွေးရဲ့ဒီညပလန်ရှင်းတယ်။ तू ဂျာမနီကိုခံဆော့နိုင်တော့တေခံဆော့မယ်သူ penalty ဆွဲခေါ်ရမယ်သူ့အကွက်ကဒါပဲရှိတယ်ဂျာမနီနဲ့ကတစ်ဖက်သက်ဖိဆော့မှာဒါပေမဲ့တစ်ဖက်သက်ဖိဆော့တိုင်းလည်းဂိုးအများကြီးမရနိုင်ဘူးပါရာဂွေးနောက်တန်းကိုလည်းကြော်ဖက်ဖို့ကခက်တယ်ဒီ Florian Wirtz တို့ Kai Havertz တို့ကဂျင်းနဲ့ချက်ထဲရောက်ရင်တိတ်မလွတ်တတ်တဲ့ကစားသမားတွေအဲ့ဒါကြောင့်ကျွန်တော်ကဂိုးနဲ့ကိုရွေးတာဂျာမနီနိုင်သွားလိမ့်မယ်ဂိုးတော့နဲမယ်2-0လို့မှန်းတယ်အဲ့ဒါကြောင့်ကျွန်တော်ဂျာမနီ body နဲ့ဂိုးပေါင်းအောက်ကိုတွဲယူတာပါကဲနောက်ဆုံးပွဲကတော့နယ်သာလန်နဲ့မော်ရိုကိုပေါ့ဒီပွဲကတော့မနက်ဖြန်မြန်မာစံတော်ချိန်နဲ့ဆိုမနက်9:00နာရီခွဲမှကန်ပါပေါ့ဒီနှစ်သင်းကဒီကမ္ဘာဖလားမှာခြေစွမ်းအရာခြေစွာနေတာမော်ရိုကိုကတော့ပို့ပြီးတော့ခြေစွာနေတာပါဒါပေမဲ့ဒီနေ့မှာကြေးဖွင့်လည်လာတာနယ်သာလန်အသင်းကမော်ရိုကိုလက်ရှိချိန်မှာ level 50ရှုံးပေးပြီးတော့ဂိုးပေါင်းကြီးကနှလုံး50ရှုံးဆိုပြီးဖွင့်ထားတယ်လက်ရှိအစရလူတိုင်းပတ်သက်ပြမှာရေပန်းစားနေတဲ့မော်ရိုကိုနယ်သာလန်နေနဲ့ level 50ကြေးတန်းပေးတာတော့နည်းနည်းကြေးမြင့်တယ်လို့ပြောလို့ရတယ်ဥရောပအသင်းနဲ့အာဖရိကအသင်းကွာလည်းဖြစ်နိုင်တယ်ပေါ့နော်ခြေစမ်းရရလည်းဒီနှစ်သင်းကဒီညအကျိတ်နဲ့ကစားပြီးတော့တေပွဲဖြစ်ဖို့ဥတီနေတဲ့ခြေတန်းမျိုးကိုဖွင့်လှစ်ပေးထားတယ်တေပွဲပဲဖြစ်ပါစေဦးဗျာကျွန်တော်ကဒီညနယ်သာလန် body တစ်ကြောင်းနဲ့ဝယ်ကြိုက်တယ်ကျွန်တော်တို့ပြား90လဲမယ်ကျွန်တော်တို့9မှုနဲ့တစ်ချက်လဲမယ်ပေါ့ဒီညတကယ်လို့တေမကြခဲ့လို့နိုင်သွားခဲ့ရင်နိုင်သွားတဲ့အသင်းကနယ်သာလန်ပဲလို့ကျွန်တော်တို့ယူဆတယ်အဲအကြောင်းကျွန်တော်ကတော့ဒီညနယ်သာလန် body ကိုကြိုက်တယ်နယ်သာလန်ရဲ့ squad ကိုလည်းကျွန်တော်သဘောကျတယ်အဲ့အတွက်ကြောင့်ကျွန်တော်နယ်သာလန် body ကိုယူပါမယ်2022ကမ္ဘာဖလားတော့မော်ရိုကိုလှုပ်ပြခဲ့တာကိုတော့ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ဒီနေ့ကမ္ဘာဖလားမှာတော့မော်ရိုကိုဒါနောက်ဆုံးပဲလို့ကျွန်တော်တို့ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်ညနယ်သာလန် body ကြိုက်ပါတယ်ကျွန်တော်ဒီပွဲတော့ကျွန်တော်နဲ့အကြိုက်တူမဲ့လူရှားပါလိမ့်မယ်ဒီညမော်ရိုကိုပဲကြိုက်ကြမှာကျွန်တော်လည်း personal feeling ပါတယ်ပေါ့ဒီပွဲရွေးတာကျွန်တော် personal feeling ရကျွန်တော်နယ်သာလန် body ပဲကျွန်တော်ကြိုက်နေတယ်ဒီပွဲမှာအဲ့အတွက်ကြောင့်ကျွန်တော်နယ်သာလန် body ယူတာပါကဲအနှစ်ချုပ်ပြန်ပြောရရင်ကျွန်တော်ဒီညရွေးခဲ့တာ၄ကွက်ပေါ့နော်ဘရာဇီးပွဲက6ပေါ်ဂျာမနီပွဲမှာဂျာမနီ body နဲ့ဂျာမနီ6အောက်နယ်သာလန်ပွဲမှာတော့နယ်သာလန် body ပါညီကိုတွေအားလုံးပဲ goal လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်လည်း like and subscribe လုပ်ခဲ့ပါဦး